ကွန်ပျူတာတစ်လုံးထဲမှာအရေးကြီးတဲ့အစိတ်ပိုင်းတွေအများကြီးရှိရဲဆိုတာသင်သိကောင်းသိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကအတိအကျဘာတွေလုပ်ပေးလဲဆိုတာကိုသိပါသလားလာပါကွန်ပျူတာထဲမှာဘာတွေရှိလဲဆိုတာတူတူကြည့်ပြီးလေ့လာကြည့်ရအောင်။ desktop ကွန်ပျူတာပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်ကွန်ပျူတာတိုင်းမှာမာတာဘုတ်လို့ခေါ်တဲ့ပေမစားကေပုတ်ပြားကြီးတစ်ခုရှိပါတယ်။ဒီပုတ်ပြားကြီးပေါ်မှာကွန်ပျူတာရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေအားလုံးရှိနေတာပါ။ပထမဆုံးတစ်ခုကတော့ CPU ပါသူ့ကိုကွန်ပျူတာရဲ့အုံနောက်လို့လည်းသတ်မှတ်ကြပါတယ်ဘာလို့လဲဆိုတော့သူကအချက်လက်တွေကိုလုပ်ငန်းစဉ်ချပေးပြီးအမိန့်ပေးစီခိုင်းချက်တွေကိုလှုပ်ဆောင်ပေးလို့ပါပဲအလုပ်လုပ်ရင်အရန်ပူလာတက်လို့သူ့အပေါ်မှာအပူတွေကိုစုပ်ထုတ်ပေးမယ်ဟိစင်လို့ခေါ်တဲ့အပူစုပ်တထုပြားလေးအောက်မှာထားရပါတယ်နောက်တစ်ခုကတော့ရန်ပါသူကတော့ကွန်ပျူတာတွက်ချက်မှုတွေလုပ်နေချိန်မှာပဲသုံးတဲ့ရေတိုမှတ်ဉာဏ်ဖြစ်ပါတယ်။ဒါကြောင့်ကွန်ပျူတာပိတ်လိုက်တာနဲ့ data တွေအကုန်ပြတ်သွားမှာမို့လို့ file တွေကိုဒီထဲမှာသွားသိမ်းလို့တော့မရဘူးเนาะ။ data တွေကိုရေရှည်သိမ်းဖို့အတွက်ကတော့ hard drive ကလှုပ်ဆောင်ပေးပါတယ်။ကွန်ပျူတာပိတ်ထားရင်တောင်သင် file တွေအားလုံးမပြောက်ပြက်ပဲကျန်နေမှာပါ။အရင်ကကွန်ပျူတာတွေမှာတန်လိုက်တဲ့ပြားသုံးတဲ့ရိုးရိုး hard drive တွေသုံးပေမဲ့အခုနောက်ပိုင်းကွန်ပျူတာအသစ်တွေမှာတော့ပုံမြန်ပိုကျန်းခံပြီးဈေးလဲပိုကြီးတဲ့ SSD တွေကိုသုံးလာကြပါတယ်။ desktop ကွန်ပျူတာတွေမှာဆိုရင်မာတာဘုတ်ပေါ်မှာတိုးချဲပေါက်တွေပါသေးတယ်ရုပ်ထွက်ပိုကောင်းအောင်ဗီဒီယိုကတ်ဆိုင်မလားဒါမှမဟုတ်အိမ်က Wi-Fi နဲ့ချိတ်လို့ရအောင် wireless ကတ်ပဲထည့်မလားစိတ်ကြိုက်အဆင့်မြင့်လို့ရပါတယ် laptop အများစုမှာတော့ဒါမျိုးထပ်ဆိုင်လို့မရပါဘူးနောက်ဆုံးအနေနဲ့ဒီအစိတ်ပိုင်းတွေအားလုံးလဲပတ်ဖို့ ESC ဓာတ်အားလိုအပ်ပါတယ်Power Supply Unit က ESC ပလက်ပေါက်ကနေ Power ကိုယူပြီးလိုအပ်တဲ့အစိတ်ပိုင်းအတီးတီးစီခွဲဝေဖို့လုပ်ပေးပါတယ်။ Laptop တွေမှာတော့ဘယ်နေရာမဆိုတည်သုံးလို့ရအောင်ဘက်ထရီစနစ်ပါဝင်ပါတယ်။ကွန်ပျူတာဆိုတာတကယ်တော့ရှုပ်ထွေးတဲ့စက်ပစ္စည်းတစ်ခုဖြစ်ပေမဲ့အခုလိုအတွင်းပိုင်းကိုမြင်လိုက်ရတဲ့အခါမှာတော့သိပ်ပြနားမလည်နိုင်စရာမရှိတော့ဘူးမလား